အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့28ရက်နေ့ match လာမှာတော့ဒါကျွန်တော်တို့တနိုင်ငံလုံးအတွက်တကယ်ကိုစိတ်ကောင်းစာဖြစ်ရတွေချင်းဆိုင်ခဲ့ရတယ်အားလုံးသိထားပြီးသားကျွန်တော်တို့ငလင်းတန်းပြင်းပြင်းထန်ထန်ခံစားခဲ့ရတာကကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံအပြင်အိန္ဒိယချင်းထိုင်းနိုင်ငံအပါအဝင်အခြားနိုင်ငံတွေမှာလည်းဒါရိုက်ခတ်ခဲ့တယ်အထူးသဖြင့်ထိုင်းနိုင်ငံမှာဆိုလဲဒါတော်တော်လေးကိုခံခဲ့ရတဲ့နောက်ဆက်တွဲအနေနဲ့အခုလက်ရှိမှာဒါအရေးပေါ်ဒါကယ်ယူမှုတွေစပြီးတော့ rescue team တွေကစပြီးလှုပ်ဆောင်နေပြီဆိုတော့ဒီနေရာမှာဒါကျွန်တော်တို့ဒါဘယ်လိုပြောမလဲချစ်တဲ့ပြည်သူတွေအားလုံးအတွက်မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဒါအနေနဲ့ကင်းပြီးတော့ဒါအသက်အနေခြားကနေအခုလက်ရှိမှာရှင်းတန်နေထိုင်နေရတဲ့အချိန်မှာဒါအခုလက်ရှိနေထိုင်ရအခုကြီးတွေအများကြီးလိုအပ်နေပြီဒါအခုစကိုင်းတိုင်းတို့မန္တလေးတိုင်းမှာဖြစ်ပွားနေတဲ့ငလင်းအခြေအနေတွေကနေနောက်ဆက်တွဲပြဿနာတွေတကယ်လိုအပ်နေတဲ့အကူအညီတွေအတွက်ဒါပြည်သူတွေကစပြီးတော့အကူအညီတွေပေးနေတဲ့အချိန်မှာမလိုလားအပ်တဲ့လောဘဒါလောဘသမားတွေနောက်တစ်ခုကတော့တကယ်ကိုမတရာရေစာအပူစာတွေကိုစားချင်ကြတဲ့သူတွေက page အတုတွေကိုထောင်ပြီးတော့ပြည်သူတွေရဲ့ချွေးနှဲစာတွေကိုရက်ဆက်စွာနဲ့ရယူပြီးတော့လိမ်လည်နေကြတယ်ဆိုတော့တကယ်လို့ဒါကိုယ့်ဘက်ကနေကိုတက်နိုင်တဲ့ဘက်ကဒါနဲဒီဖြစ်စေများဒီဖြစ်စေလှူဒန်းသည့်ချိန်ကြရင်ကိုလှူဒန်းမဲ့အဖွဲ့အစည်းကိုလူတမ်းမဲ့သူကိုလူတမ်းမဲ့လူပုဂ္ဂိုလ်ဟာဘယ်ဖွဲ့စည်းကလဲဘယ်လောက်ထိခိုင်မာလဲဘယ်လောက်ထိတိကျလဲတကယ်လို့မသေးကြလို့ရှိရင်တယောက်တည်းရဲ့ research မလုပ်ပဲ2ယောက်3ယောက်ရဲ့ research နဲ့ဒါဓာတ်ရိုက်ရောက်သွားနိုင်မဲ့သူတွေစီကိုလှူဒန်းဖို့လဲတိုက်တွန်းပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီကိစ္စစဖြစ်တဲ့အချိန်ကနေစပြီးတော့တောက်လျှောက်ကိုကျွန်တော်လူတတ်နိုင်တဲ့ဘက်ချမ်းကနေနီးပြိုးစုံနဲ့ဒါလှူဒန်းမှုတွေပြုလုပ်နေပါတယ်ဒါအခုလက်ရှိမှာဒါစကိုင်းတိုင်းဆိုရင်အမှန်တိုင်းပြောရင်မန္တလေးထက်ထောင်မှာပို့ပြီးတော့အခြေအနေပိုဆိုးတယ်ပိုဆိုးတာကစကိုင်းတိုင်းကဘာတမ်းမှတော့မကြားရဘူးခြားအခြေအနေတွေတော်လေးဆွဲချင်မှာစကိုင်းတိုင်းကနေကုညီတည်တဲ့သူတွေလည်းဒါစိတ်ချရတဲ့အဖွဲ့အစည်းတွေရှိတယ်ကျွန်တော်ရဲ့ page မှာရော YouTube မှာရော personal account မှာလည်း share ပေးထားတယ်တခါမန္တလေးတိုင်းအတွက်လည်းလူချင်းကြသူတွေအားလုံးကလည်းစိတ်ချရတဲ့အဖွဲ့အစည်းတွေဒါအကူအညီပေးသူတွေအားလုံးကိုဓာတ်ရိုက်ဆက်သွယ်လူဒန်းနိုင်တယ်ဒါ page အတုတွေကအမတန်များပြားပါတယ်နောက်တစ်ခုကကျွန်တော်တို့ပို့ဆိုတာကဒီလို page အတုတွေကြားကနေဒါလိမ့်လေပြီးတော့လိမ်ညာပြီးတော့ပြည်သူတွေရဲ့ချွေးနှဲစာတွေကိုရယူပြီးတော့တခေကိုရဆက်ဆက်ရုံမာချသူတွေအများကြီးပါဒါကိုအထူးသတိပြုနေကိုလှူဖို့အတွက်ပြင်ဆင်တဲ့အခါမှာတေချာ queue site ကိုကျွန်တော်နူးညွတ်တောင်းဆိုပါတယ်နောက်တစ်ခုကတော့ဒီထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရတဲ့ပတ်သက်လို့ပေါ့လေထိုင်းနိုင်ငံမှာလည်းကျွန်တော်အများဆုံးခံရတာကကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေပါပဲဒါအထူးသဖြင့်ဆောက်လုပ်ရေးမှာဖြစ်ခဲ့တဲ့အခြေအနေပေါ့လေဟိုအန်ဂယ်ကြီးရဲ့ဒါဗီဒီယိုနဲ့ပုံကိုကြည့်တဲ့အချိန်မှာကျွန်တော်တို့အားလုံးတကယ်ကိုစိတ်ကောင်းဖြစ်တယ်ဖြစ်တာကတော့အကုန်ဖြစ်ကြတာပေါ့လေဒါပေမဲ့ထိုင်းနိုင်ငံမှာဖြစ်တဲ့ဖြစ်ရတဲ့ကိစ္စမှာထိုင်းနိုင်ငံကဖြစ်တဲ့အကူအညီကိစ္စကိုလေကျွန်တော်တို့ဘက်ကတတ်နိုင်ဘက်ကကျွန်တော်ကူညီဖို့လဲဆုံးဖြတ်ထားပြီးဖြစ်ပါတယ်ဆိုတော့အခုလောလောဆယ်အနေထားရလူပြောမလဲဆိုတော့နောက်တစ်ခုကထုံးစံတိုင်းပေါ့ဗျာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြဿနာကပြဿနာတစ်ခုခုဖြစ်ပြီးကိစ္စတစ်ခုခုဖြစ်ပြီးတဘာဝဘေးအနေနဲ့တစ်ခုခုကြုံပြီးဆိုရင်အလိုလျောက်ဈေးတင်တာတွေဈေးတက်တာတွေဈေးကြီးတာတွေဒါတွေကအမြဲတမ်းကြုံတွေ့ရတဲ့ပြဿနာပဲကျွန်တော်2020ကိုဗစ်2021 22 23 24 25ကျွန်တော်ကတ်ဆူးတွေဇက်တိုက်ဖြစ်နေတဲ့ကျွန်တော်တို့ပြည်သူတွေရောကျွန်တော်နိုင်ငံအတွက်ဒီလိုလောဘသားတွေအများကြီးကြောင့်လဲအဆအဆက်အရာဟာအများကြီးခက်ခဲတာဆက်ကိုပို့ပြီးတော့ခက်ခဲနေကြတယ်ဒီအတွက်ကြောင့်လောဘသားတွေအနေနဲ့ဒီလိုမျိုးတဘာဝဘေးဆိုးအန္တရာယ်ကြီးဖြစ်ပွားနေတဲ့အချိန်ငလင်းတန်းဖြစ်နေတဲ့အချိန်မှာဒါကုန်စည်နှုန်းတွေအထူးသဖြင့်လိုအပ်နေတဲ့ပစ္စည်းတွေကိုအစမတန်ဈေးတင်ရောင်းတာတွေဈေးတင်ရောင်းတာတွေအမျက်ထုတ်တာတွေကိုဒါဖြစ်နိုင်သမျှမလုပ်ကြဘူးတောင်းဆိုပါတယ်ဒါအဓိကကတော့ကျွန်တော်တို့အလှူရှင်တွေကကိုယ့်ရဲ့ချွေးနှဲစာလေးနဲ့နိုင်ငံရဲ့မှာရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုတတ်နိုင်တဲ့လောက်ပြည်တွင်းကတတ်နိုင်တဲ့လောက်သူတွေထိုင်းနိုင်ငံရောက်နေတဲ့သူတွေနိုင်ငံရဲ့ကသူတွေကကိုယ့်ရဲ့ချွေးနှဲစာလေးနဲ့လှူထားတဲ့အလှူတွေကိုလေဒါမသမာသူတွေလောဘသားတွေနောက်တစ်ခုကလိမ့်လေဖြားတဲ့ page တွေနောက်ဒါဒီလူများတွေရဲ့ချွေးနှဲစာတွေကိုရယူချင်တဲ့သူတွေကိုအထူးသတိပြုပြီးရှောင်ချပြီးတော့ဒါမှန်ကန်တဲ့လက်ထဲရောက်ဖို့တကယ်မြေပြင်မှာတကယ်ကိုမှန်ကန်စွာလှုပ်ရှားနေတဲ့ဒါအကူအညီပေးလို့ရတဲ့အဖွဲ့အစည်းတွေအားလုံးကိုတိုက်ရိုက်လှူဒန်းဖို့ကိုလှူဒန်းတဲ့အခါမှာအထူးသတိပြုပြီးတော့တေချာပြီးတော့မှစစ်ပြီးတော့မှဆုံးဖြတ်ပြီးတော့လှူဒန်းဖို့တောင်းဆိုပါတယ်ကျွန်တော်ဘက်ကလည်းတတ်နိုင်သမျှ
ကိစ္စတွေအားလုံးကိုမြန်မာနိုင်ငံမှာရောထိုင်းနိုင်ငံကအကူအညီလိုအပ်သူတွေကိုလည်းကျွန်တော်ဘက်ကအစွမ်းကိုဒါစူးစမ်းပြီးတော့လူတန်းပေးမှာပါနောက်တစ်ခုကလည်းလိုအပ်တဲ့ information တွေကိုလည်းကျွန်တော်ဘက်ကတတ်နိုင်သမျှတင်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါပြည်သူတွေနောက်ထပ်ပြဿနာတွေကြားကနေဒါကြီးကိုအမြန်ဆုံးကျော်လွှားကြပါစို့ဗျာအားလုံးကျေးဇူးတင်ပါတယ်